ကြောင်းကျိုးညီညွတ်ပြီးရလာတဲ့အခွင့်အရေးဆိုပါလေတန်တရားဥက္ကလွတ်ဖို့အတွက်အကောင်းဆုံးအခွင့်အရေးရပါလေလောကမှာဖျားပွင့်တာဟာတခုဖျားပွင့်ယုံပွင့်ပြီးတရားမဟုတ်ဘူးဆိုရင်လည်းရမှာမဟုတ်ဘူးဖျားပွင့်တယ်တရားဟောတယ်နော်အင်းရဖျားပွင့်တယ်တရားဟောတယ်သူကလည်းအသိဉာဏ်ရှိတယ်ဖျားပွင့်တဲ့ဒေသမှာလူဖြစ်တယ်အသိဉာဏ်ရှိတယ်အဲ့ဒါလောက်စုံစည်းမိရင်ကိုပဲနိဗ္ဗာန်ရောက်တရားဉာဏ်ကိုရသွားပြီအဲ့ဒီတုတ်တံမှာဒီလိုအခွင့်အရေးတွေနဲ့ပတ်သက်ပြီးတော့ရှင်းလင်းဟောကြားထားတာဖြစ်တယ်ဒါကြောင့်မို့အခွင့်အရေးနဲ့အလုပ်ကိစ္စအခွင့်အရေးရှိမှအလုပ်ကိစ္စဆိုတာလုပ်လို့ရတယ်ဆိုတာကိုမှတ်သားပြီးတော့မြတ်စွာဘုရားဆက်ပြီးတော့ဒီတုတ်တံမှာဟောထားလေးကဘာလို့ဆိုလူဘဝလည်းရတယ်မြတ်စွာဘုရားဟောတဲ့တရားလည်းတရားဓမ္မလည်းထွန်းကားနေတယ်ဉာဏ်ခွင့်ရနေတယ်အဲ့ဒီအချိန်မှာကိုယ်ကလည်းလူဘဝအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တရားလည်းနာလို့ရနေတယ်အဲ့ဒီအချိန်လေးတောင်မှပဲဒါအခွင့်ကောင်းမှလားလို့မသိပဲနဲ့အချိန်ဖြုံးလိုက်လို့ကုန်လွန်သွားတဲ့ပုဂ္ဂိုလ်တွေရှိသေးတယ်နော်ခွင့်ကောင်းကြုံပြီမဲ့လို့ကြုံနိုင်ရလားမရဘူးအဲ့လိုခွင့်ကောင်းနဲ့ကြုံပြီးလက်လွတ်ဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိသေးတယ်သူတို့ဆိုလို့တယ်အဲ့ဒါကြောင့်အခွင့်အရေးဆုံးရှုံးမှုတွေအမှန်တမ်းများတယ်တဲ့လောကမှာဖျားဆိုတာတကယ်ကိုတစ်ခါတည်းမှသာပွင့်တာမပွင့်တဲ့ချိန်ကအလွန်များတယ်ဒါစဉ်းစားကြည့်ပြီးတော့တို့တွေဟာခုချိန်မှာဖျားပွင့်တဲ့ခေတ်ခါနဲ့ကြုံနေတယ်ဖျားတရားတော်တွေကိုဉာဏ်ခွင့်ရနေတဲ့အချိန်ရှိတယ်အဲ့တော့ဉာဏ်ခွင့်ရနေကြတယ်ထို့ပါလှုပ်တဲ့တယ်လေဒီတရားထဲမှာလာတဲ့အတိုင်းဒီကျင့်စဉ်တွေကိုတို့တွေကျင့်တဲ့ကြည်ကြံကြုတ်ကိုအထုတ်တဲ့တယ်လို့ပဲဆုံးဖြတ်ရမှာဖြစ်တယ်အဲ့ဒါမလုပ်ရင်လည်းရပြီးသားအခွင့်အရေးဆုံးသွားအောင်မှာပဲနော်ဆုံးသွားအောင်မှာပဲဒါကြောင့်ကိုအားပေးမဲ့ဆိုလို့ရှိရင်တော့အဲ့ဒါကြောင့်ကိုသတိထားမှာတော့တရားဓမ္မသိဖို့အတွက်အခွင့်အလမ်းကိုမဆုံးရှုံးစေဖို့လိုအပ်တယ်အခွင့်ဆိုတာဟာထာဝရရှိနေမှာမဟုတ်ဘူးကျော်လွန်သွားနိုင်သေးတယ်အခွင့်အလမ်းကုန်သွားပြီးတော့မှဒုက္ခရောက်ပြီဆိုတဲ့အချိန်မှာလူတွေကစိုးရိမ်တော့ကတွေဖြစ်ကြတယ်များသောအားဖြင့်လူဘဝမှာဝိကျေတနာလည်းပြည့်စုံတယ်အသိဉာဏ်လည်းရှိတယ်သို့တော့ပြောသလိုနေပြီးတော့မကောင်းမှုဒုစရိုက်တွေနဲ့အချိန်ကုန်ပြီးလူဘဝမှာလူဘဝကသိဆုံးသွားလို့ငရဲရောက်ပြီဆိုတဲ့အခါမှာလူတွေကပြန်ပြီးတော့တန်းတကြတယ်ငါတို့အချိန်လေးလကားကုန်ခဲ့တယ်ပတ်စံတွေလည်းရှိတယ်တို့ဟာကုသိုလ်ကောင်းမှုမလုပ်ခဲ့ဘူးခုတို့ဒုက္ခတွေရောက်နေပြီတို့အဲ့အချိန်မှာတောကပြန်ဖြစ်တာရာဇဂျူမျိုးကဆေးတဲ့အတော်ကြီး၄ယောက်ဆေးတဲ့ကအတော်ကြီး၄ယောက်လူဘဝမှာစီးပွားဥစ္စာရှာကြတယ်သူတို့မသုံးရမဆွဲရခုတ်ချစ်ပြီးတော့စီးပွားရှာကြတာစီးပွားရှာဖို့ပဲသူတို့ကြိုးစားတယ်တခြားလူရေးတန်းရေးဘာမှစိတ်ကူးမရှိဘူးသူတို့စီးပွားရှာဖို့ပဲကြိုးစားဘဝဆိုတာထာဝရနေရတဲ့နေရာမဟုတ်ဘူးလေအချိန်တန်တော့အချိန်တန်နဲ့ဆိုတာကိုယ်အချိန်နဲ့ကိုယ်ပဲဒီနေ့ကျတော့ကိုလက်ရှိဘဝကနေထွက်ခွာကြရတဲ့အနေအထားမျိုးတွေရှိတယ်အဲ့ဒီလိုလူဘဝမှာစီးပွားဥစ္စာပဲရှာပြီးတော့ဘာကုသိုလ်မှမလုပ်ဖ ೇನೆ အချိန်တန်တော့ထွက်ခွာသွားရတဲ့အခါမှာပစ္စည်းဥစ္စာတွေကိုဆွဲလန်းပြီးတော့ရာဇဂျိုမျိုးမှာပြိတ္တမကြီးတွေဖြစ်နေတယ်တဲ့နော်ပ
ဖြစ်တယ်မှာကြီးတွေဖြစ်တော့သူတို့ကတော့သိနေတာသူတို့ဘဝကိုရှူချုံမရပြန်ပြီးတော့ပြောကြတယ်သူတို့ပြောတာလေးရလဲအမတမခြေကွဲစရာကောင်းတယ်နော်မယံဘောဂီတန်ဟရိမသမေနဝိသမေနစာငါတို့ကတော့တရားတဲ့နီးရောမတရားတဲ့နီးရောစီဝဥစ္စာရအောင်ရှာခဲ့ကြတယ်တဲ့ပင်ပန်းခံပြီးတော့ငါတို့ဟာစီဝရအောင်ရှာကြတယ်တေအင်းကြီးပြိပုံစံဒီငါတို့ရှာထားတဲ့ငွေကြေးတွေပစ္စည်းဥစ္စာတွေကိုကြံတဲ့လူတွေကအသုံးချပြီးတော့ပျော်ပျော်ပါပါနေကြတယ်ငါတို့ကြတော့ဒုက္ခပဲဒီဘဝမှာငါတို့ကတော့ဒုက္ခခံနေရတယ်ရှာခဲ့တဲ့ရလက်ကသူတို့လည်းမသုံးရဘူးနော်သူတို့ရှာထားတဲ့ပစ္စည်းကိုသူတို့ရဲ့မျိုးဆက်တွေကနေသုံးပြုနေကြတယ်သူတို့ကြတော့ရှားလိုက်ကဘာလို့ဆိုဒုက္ခပြိတ္တာဘဝရောက်သွားတဲ့ဒုက္ခပဲရတယ်တောကဖြစ်တာအဲ့လိုဖြစ်တာနော်ရှားနေတော့သိမစင်စားမိဘူးပေါ့အာကျုမှတ်တဲ့ရှားကြပြုကြမသိခြင်းမနဲ့ယုတ်တည်းဆုံးသွားတဲ့အခါကျတော့မကောင်းတဲ့ဘဝရောက်သွားရောက်သွားတော့ပြန်ကြည့်တယ်ငါတို့တော့ရှားလိုက်ရတာအနိဗ္ဗာန်အညာခုငါတို့ရှားထားသမျှသူတို့သုံးနေကြတယ်တေအင်းကြီးပြိပုံစံတည်တယ်ခြားလူတွေသုံးပြုနေမယံဒုက္ခတဘာကိနေတယ်ငါတို့ရလိုက်တာတော့ဒုက္ခပဲဘလောက်ခြေကွဲစရာကောင်းလဲစဉ်းစားကြည့်နော်လောကလူတွေကအဲ့တိုင်မှာပဲအများစုကအဲ့လိုဖြစ်တယ်ကိုရှာတာကိုသုံးမသွားလို့ရှိရင်ကိုရလိုက်တာဒုက္ခသာဖြစ်တယ်ပေါ့အဲ့ဒါတွေကစဉ်းစားရမှာလို့သူပြောတာအဲ့ဒါတွေမစဉ်းစားဘူးဆိုလို့ရှိရင်အဖြေမထုတ်နိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ဒီအချိန်လွန်သွားမှဆုံးရှုံးသွားမှတောကဖြစ်မဲ့အစားအချိန်ရှိတဲ့ခိုင်လေးမှာကြိုးစားအထောက်တင်တယ်အမျက်ရအောင်ကြိုးစားအထောက်ရမယ်သူဆိုလို့တယ်နော်